မျိုးသမီးကသူမရဲ့အစားအစာကိုတလုံးမျှပဲတိုက်ရသေးချိန်မှာဘေးနားကအမျိုးသားကရုတ်တရက်ရေတောက်ရင်းသူမမျက်နှာတက်တဲ့ကိုထွေးထုတ်လိုက်ပါတယ်အန်နာဟာချက်ချင်းပဲစားကျင်စိတ်ပြောက်သွားပြီးဒေါသတကြီးနဲ့သူ့ကိုရင်ဆိုင်ဖို့ရှေ့တိုးလာခဲ့ပါတယ်ဘာဖြစ်လို့လဲစားတောက်ဆိုင်ကနေအိမ်ကဖွင့်ထားတာကြာနေတာပဲသူမကသူ့မှာရင်ကျေးမှုမရှိဘူးဆိုပြီးအပြစ်တင်လိုက်ပါတယ်အမျိုးသားကလည်းမတက်တာတဲ့အဆုံးသူမစားနေတဲ့အရာကိုအစ်စ်ပြန်လဲပေးဖို့ကမ်းလှမ်းလာပါတယ်စားကျင်စိတ်မရှိတော့ဘူးကြည်စံဒါပေမဲ့အဲ့ဒီအပြုတ်မှုကအခြေအနေကိုပိုဆိုးသွားစေပြီးအန်နာကိုလုံးဝပောက်ကွဲသွားစေပါတယ်အန်နာကဂျက်ကိုရန်တွေးဖို့ထပ်ပြီးရှေ့တိုးလာခဲ့ပါတယ်အန်နာတကယ်ဒေါသထွက်နေတာကိုမြင်တော့ဂျက်ရဲ့အသင်းပေါ်ကဂျားတွေကနေအမြန်ဝင်ထားပြီးဂျက်ကိုစားရှင်းပြတောင်းပန်ခဲ့ပါတယ်နောက်ခုနကပြောတာမင်းကစီးစားကြောင်းလို့အန်နာကဒေါသအရှိန်နဲ့ရေခွက်ကိုကောက်ယူပြီးထိုမျိုးသားစီလှမ်းပက်လိုက်ပါတယ်ဂျက်ကအချိန်မီရှောင်လိုက်နိုင်တာကြောင့်ရေတွေကအေမီရဲ့မျက်နှာပေါ်ကိုတိတ်တိတ်ကြီးဆင်းသွားခဲ့ပါတယ်သူတို့နှစ်ယောက်ဆက်ပြီးစကားများတော့မယ့်အချိန်မှာပဲထိုမျိုးသားစီကိုအရေးပေါ်ဖုန်းတကောရုတ်တရက်ဝင်လာပါတယ်လူတိုင်းဟာသူတို့ရဲ့ရင်တွေကိုအလူရက်မောင်းနှင်ပြီးအခင်းဖြစ်ပွားရာနေရာစီကိုဥတီသွားကြပါတော့တယ်တစ်ချိန်တည်းမှာပဲစစ်ပတ်ဆိုင်ရာစေတပ်ဖွဲ့ဝင်တဦးဖြစ်တဲ့အန်နာလည်းဖုန်းတကောလက်ခံရရှိခဲ့ပါတယ်အနီးနားကတရားတစ်ခုမှာအကြမ်းဖက်တိုက်ခိုက်မှုတစ်ခုခုနတင်ပဲဖြစ်ပွားခဲ့ပြီးလူအမြောက်များဒဏ်ရာရရှိခဲ့တယ်လို့သိလိုက်ရပါတယ်အန်နာဟာကုညီကယ်ဆယ်ဖို့ဈေးရုံကိုအပြေးလွှားသွားခဲ့ပြီးတခြားလမ်းကနေလာနေတဲ့ဆရာဝန်တယောက်နဲ့မတော်တဆတိုက်မိသွားပါတယ်သူမလှည့်ကြည့်လိုက်တဲ့အခါထိုဆရာဝန်ရဲ့လေဘင်းမှာတတူးတစ်ခုရှိနေပြီးစစ်ဖက်နဲ့ခမဘတ်စီးထားတာကိုသတိပြုမိသွားပါတယ်အန်နာကသူဟာတကယ်ဈေးဘက်ဆိုင်ရာဝန်ထမ်းမဟုတ်ဘူးလို့တန်တရားဝင်သွားပြီးသူတို့ရဲ့မိသူမိဝါဖြစ်ကြောင်းစစ်ဆေးဖို့ချက်ချင်းပဲတားဆီးလိုက်ပါတယ်ဒါပေမဲ့သူပြောနေတာကိုသူမနားမလည်တာကြောင့်အတီးပြုတ်ဖို့အတွက်သူမရဲ့အထက်လူကြီးစီကိုဖုန်းဆက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲရဲရရှိ2ယောက်ရှောက်လာခဲ့ပါတယ်ဆရာဝန်ရောင်ဆောင်ထားတဲ့လက်နက်ကင်တွေဟာသူတို့လူမိသွားပြီဆိုတာသိလိုက်တာနဲ့တနက်တွေချက်ချင်းဆွဲထုတ်ပြီးရဲတွေကိုစတင်ပစ်ခတ်ပါတော့တယ်ဆေးရုံတစ်ခုလုံးရုံးရင်းဆန်ခတ်ဖြစ်သွားပြီးရဲရရှိတွေလည်းခဏရင်းချင်းမှာပဲတေဆုံးသွားခဲ့ပါတယ်အန်နာဟာမိမိမျက်စိရှိမှတင်ဖြစ်ပြနေတဲ့အခြေအနေတွေကိုမယုံနိုင်အောင်ဖြစ်နေရပါတယ်။သူမကတယောက်ယောက်ကိုခဏဆောင်ဦးလို့လှမ်းပြောလိုက်စင်မှာပဲတနက်တစ်ပြောင်းကသူမရဲ့ဦးခေါင်းကိုတက်တက်ကြီးလာချိန်ပါတယ်။မိနစ်ပိုင်းအတွင်းမှာပဲလက်နက်ကင်တွေဟာဆေးရုံတစ်ခုလုံးကိုစီးနှင်းထိန်းချုပ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဂျက်ဟာလည်းသူ့ရဲ့အဖွဲ့နဲ့အတူအခင်းဖြစ်ပွားရာနေရာကိုရောက်ရှိလာခဲ့ပါတယ်။သူတို့ဟာရာဇဝတ်ကောင်တွေကိုနှိမ်နင်းဖို့အတွက်ရဲတပ်ဖွဲ့နဲ့အတူပူးပေါင်းလှုပ်ဆောင်ရမှာဖြစ်ပါတယ်။အင်းဒီကိုအချင်းချုပ်ရှင်းလင်းချက်နားထောင်ပြီးတာနဲ့သူတို့ချက်ချင်းပဲထွက်ခွာခဲ့ကြပြီး15မိနစ်အတွင်းတစားခံအားလုံးကိုခေါ်ထုတ်ဖို့အမိန့်ပေးခြင်းခံရပါတယ်အဖွဲ့ဟာလမ်းခွဲပြီးအတီးတီးလူစုခွဲသွားခဲ့ကြပါတယ်တစ်ဖက်မှာလည်းတနက်သမားတစ်ယောက်ဟာတနက်မှန်ထားတာကြောင့်သွေးတွေအလွန်မင်းထွက်နေပြီးတေလူမျောပါဖြစ်နေပါတယ်ဒါကြောင့်အခြားလူတစ်ယောက်ကတစားခံတွေကဆရာဝန်တစ်ယောက်ကိုအတင်းဆွဲခေါ်လာခဲ့ပါတယ်ဒါပေမဲ့ထိုဆရာဝန်ကအရန်ထိတ်လန့်ပြီးကြောက်ရွံ့နေတာကြောင့်ဒဏ်ရာကိုပိုးဆိုးအောင်မတော်တဆလုပ်မိသွားပါတယ်ထိုလူကအခြေအနေကိုမြင်မြင်ချင်းဆရာဝန်ကိုဘေးသို့တွန်းထုတ်လိုက်ပြီးနေရာတင်ပြတ်တက်ဖို့တနက်ကိုဆွဲထုတ်လိုက်ပါတယ်အန်နာကရှေ့ကိုတိုးပြီးသူ့ကိုတားဆီးလိုက်ပါတယ်ကျမဆရာဝန်ပါကျမသူ့ကိုကုပေးပါမယ်ကျေးဇူးပြုပြီးနောက်ထပ်လူမတက်ပါနဲ့တော့တနက်သမားကသူ့လက်နက်ကိုနှိမ့်ချလိုက်ပြီးအန်နာကိုဒီဘက်လာဖို့ပြောပါတယ်တနက်သမားရဲ့ဒဏ်ရာကိုစစ်ဆေးပြီးနောက်အန်နာကမတက်ရက်လိုက်ပြီးသွေးတိတ်အောင်လုပ်ဖို့လိုကြောင်းနဲ့မော်ဖိုင်လိုအပ်လိမ့်မယ်လို့ပြောလိုက်ပါတယ်ထိုလူကတနက်နဲ့အန်နာရင်ဘက်ကိုတဲ့တဲ့ကြီးထောက်လိုက်ပြီးဆရာဝန်မင်းတို့မှာဘယ်တော့မှစိတ်အားထက်သန်မှုဝါသနာဆိုတာမရှိခဲ့ဘူးဟုတ်တယ်မလားမဟုတ်ဘူးငါတို့မှမရှိဘူး